ဂျပန်မှာပေါ့နော်ဂျပန်မှာ HIV ယောဂဖြစ်နေတယ် HIV ယောဂဖြစ်နေတော့ဂျပန်မှာနေတဲ့အကိုတွေအမတွေအကုန်တင်ကြတာပေါ့ဗျာအများကြီးပဲညတော့ကျွန်တော်လိုက်ကြည့်တာပေါ့ဒါကတင်တာသူတို့တင်တာကောင်းတယ်ကျွန်တော်ကတော့ကြိုက်တယ်ဘာလို့လဲဘူးတူတာရတယ်မမတဲ့နေရာတွေမမကိုစိတ်လွတ်လပ်လို့မနေမဲ့လူတွေတော့မနေဖြစ်တော့ဘူးပေါ့ဗျာဒါအတိတရားရှိတဲ့လူတွေကိုပြောတာနော်ဘူးကလန့်လူတွေကတော့ဒါမျိုးပြောလဲသူကနားလဲမှာမဟုတ်သူကဘူးကလန့်ဆိုတော့လိုက်စကားကိုကတ်ပြီးပြောတဲ့လူလို့အစိုးမြင်တဲ့သူတွေကတော့ဒါမျိုးတွေသူတို့စိတ်ဝင်စားမှာမဟုတ်ဘူးကျွန်တော်တို့ကတော့ဘူးတူတာရတဲ့ဟာဆိုအကုန်စိတ်ဝင်စားတယ်ပေါ့နော်အဲ့ဒီဂျပန်မှာ HIV ယောဂဟိုးအရင်တော့လည်းတစ်ခါတင်တယ်အခုဒီတစ်ခါတင်တာတော်တော်များတယ်ဂျပန်မှာနေတဲ့လူတွေတော်တော်များများအခုတင်နေတာပေါ့နော်ဂျပန်နိုင်ငံမှာ HIV ယောဂကူးစက်တာပေါ့နော်တော်တော်များနေပြီပေါ့ဒီအေကိုက်နေတဲ့သူတွေရောပြီးလို့ HIV ကူးပြီးတော့အေကိုက်နေတဲ့သူတွေပေါ့နော်အများကြီးပဲပေါ့နော်ဒီအဲ့ဒါဂျပန်ရောက်နေတဲ့သူတွေတင်လို့ကျွန်တော်လည်းသိတာဂျပန်ရောက်နေတဲ့သူတော်တော်များများရဲ့အကောက်ထဲဝင်ကြီးသူတို့တင်နေတာပေါ့နော်အားတော့ကောင်းတဲ့အချက်ပဲဘဝတုဒ္ဒရတယ်ကျွန်တော်တို့လည်းမြင်လိုက်တွေ့လိုက်တော့ဟိုကိုပန်းဝင်းကျင်ရဲ့လူတွေလည်းစင်ကြင်အောင်လို့ပြောလို့ရတာပေါ့ဒီယောဂဘယ်အစလဲသူတို့ပြောတာတော့ကောင်းမလေးတယောက်ကအဲ့ဒီယောဂရှိမှန်းနဲ့ကောင်းလေးတွေနဲ့လိုက်ပတ်သက်ခြင်းနဲ့အဲ့လိုကနေဆက်နွယ်ပြီးအများကြီးပွားသွားတာပေါ့ဗျာအဲ့လိုမျိုးကူးတယ်ပေါ့အဲ့လိုမျိုးပြောထားတာလေးလည်းရှိတယ်အများကြီးပဲတချို့ကြလည်းပြောထားတာစားပဲကြီးပေါ့နော်ဂျပန်မှာစားပဲကြီးတွေရှိတယ်လို့ပြောတယ်စားပဲကြီးတွေကအဲ့ဒီရောက်ခါသားဂျပန်ရောက်ခါသားမူမလဲလေးတွေအဲ့လိုမျိုးဘာညာပေါ့ဗျာအဲ့လိုမျိုးတွေကနေပြီးတော့ပွာလာတာလို့ပြောတယ်ဂျပန်မှာအဲ့လိုမျိုးဘာမဟုတ်တယ်ဗျာဟိုကို9မိနစ်စာ15မိနစ်စာလေးနဲ့ကိုတဘောအလုံးကြီးကိုလုံးဝမပိတ်ဆက်စေခြင်းဘူးပေါ့နော်ကျွန်တော်ကတော့အားကြောင့်ပေါ့ဘာဖြစ်လို့လဲဆိုဒီကိစ္စကြီးဖြစ်သွားပြီဆိုကိုတယောက်တည်းနင်းနာတာမဟုတ်ကိုနောက်မှာကိုမှရှိတဲ့မိသားစုလည်းနင်းနာတယ်ပြီးရင်ကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းထဲမှာလည်းမျက်နှာမဖော်ရဲဘူးဗျာပြီးရင်ကိုယ့်ရဲ့တငယ်ချင်းထဲမှာလည်းမျက်နှာမဖော်ရဲဘူးဒီယောဂကြီးဖြစ်သွားပြီဆိုတူကိုဒီယောဂကြီးဖြစ်သွားပြီဆိုလို့ရှိရင်အနာကိုဘယ်သူမှကတ်ချင်မှာမဟုတ်ဒီယောဂဖြစ်သွားပြီဆိုတဲ့အဲကြောင့်မို့ဒီယောဂမဖြစ်ခင်တည်းဟာဘာဖြစ်ဒီလောက်ကြီးလူတွေတင်းတာကိုတတိနဲ့အတိနဲ့နေတင်တယ်လို့ကျွန်တော်ကတော့တတိပေးတာပေါ့ဆရာကြီးလားဆိုဘာဆရာကြီးမှမဟုတ်ဘာကောင်ကြီးမှမဟုတ်အဓိကအခုလိုတမတွေတင်တဲ့အချိန်မျက်စိပွင့်နားဆွင့်နားထောင်တဲ့အချိန်ကျတော့တိတော့ဘလူမစုမဆိုဆင်ကျင်လို့ရတာပေါ့ဗျာဒီလောက်ယောဂတွေဖြစ်နေဆိုတော့လူဆိုတာတတိဆိုတာအမြဲတမ်းပူတယ်လို့မရှိဘူးပေါ့နော်ကံမကောင်းလို့မူးထူးနေတယ်ဆိုယောက်ျားလေးတွေဆိုတာမူးထွန်းရင်မှားကျင်တဲ့အကျင့်ရှိတယ်ဗျာအဲ့လိုမူးထူးတဲ့အချိန်နဲ့ဒီလိုမျိုးဖြစ်နေတဲ့လူနဲ့တွားတွေ့ပြီးတော့တွားပြီပေါ့တဘွားလုံးဆုံးရှုံးပြီပေါ့ကိုမိသားစုအတွက်ပါကိုယ့်ရဲ့နောက်မှာရှိတဲ့မိသားစုပါဒုက္ခရောက်ပြီပေါ့အဲကြောင့်မလို့ဘာမို့တဲ့9မိနစ်စာ15မိနစ်စာလေးနဲ့ဝောင်းရွှေဝေးရှောင်း